နေမကောင်းဖြစ်နေတဲ့သူတွေနာမကျန်းဖြစ်နေတဲ့သူတွေအိပ်ယာထဲမှာလဲနေတဲ့သူတွေနာကြားတဲ့ရွတ်ဖတ်တဲ့နဲ့ဘုဇင်ကတော့ပေတရားတော်လေးကိုရွတ်ဖတ်ပူဇော်ပြမှာဖြစ်ပါတယ်အားလုံးပဲကောင်းစွာနာယူကြပါကုန်လောနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတန္တာရိတန္တာရန္တာနံသဗ္ဗဒုက္ခဝိနာသနေတတ္တဓမ္မေဇာဘုဇင်ကေမာရတိနာပမတ္တနေဘောဇိတဝါယေစီမေတ္တတိဘောမုဒ္ဒကုတ္တမအာဇာတိမစရာဗျာတေယမတံနိဗ္ဗယံကတံဒီဝမာတိကုဏုပေတံအနေကကုဏသင်္ကဟံဟောတတင်ဇာဣမမန္တံဘုဇင်ကေဇာပနာမဟေဘုဇင်ကိုတတိသင်္ကာတောဓမ္မနံဝိစေယောတထာဝိရိယံပိဋိပတ္တိဘုဇင်္ဂါသတထာပရိသမရုပကဘုဇင်္ဂါတတ္တိတေတပ္ပတတိနာမုနိနာသမ္မတက္ကတာဘာဝိတာဘဝလိကတာသံဝတ္တနိပိညာယနိဗ္ဗာနာယသဘောဓိယဣတိနာသဇဝိဇေနတုတ္တိတိဟောတုတပ္ပရာဧကသမေသမေနာထောမောက္ကလာနိသကတပံကိလာနိဒုက္ခိတေတိတဝါဘုဇင်္ဂေတတ္တတိတိဒေဇာတံပိနံတေတဝါရောဂမုတ်စိန်တုတင်ခနေဣတိနာသဇဝိဇေနတုတ္တိတိဟောတုတပ္ပရာဧကရာဓမ္မရာဇာပိကိလိညေနပိပိလိတောသုဒ္ဓဒေရေနာတံယေဝပနာပိတဝနာတာရံသမ္မောဒိတဝနာပါရဓမ္မောထာတိဌာနတောဣတိနာသဇဝိဇေနတုတ္တိတိဟောတုတပ္ပရာပဟိနာဒေသအာဘာရာတိဏနံပိမဟေတိနံမဂဟတာကိလေသာဝပတ္တနုပတိဓမ္မံတံဣတိနာသဇဝိဇေနတုတ္တိတိဟောတုတပ္ပရာဘုဇင်္ဂသုတ်တံနိဋ္ဌိတံ